ဟုတ်တယ်အသားဟင်းနဲ့ဈေးကြီးရဲဆိုတာတကယ်မှုစီကြောကိုလေအခုလိုငွေနှင်းမှုတွေစိုက်ပျိုးတဲ့မှုတွေရှိနေတော့လွယ်လွယ်ကူကူကြော်စားနိုင်လာပြီနော်ဒါပေမဲ့ကျမကတော့လေကျမတို့ငယ်ဘဝတော့ပေါ်ပေါ်များများစားခဲ့ရတဲ့ငတ်စွမှုနဲ့ကြော်တဲ့မှုစီကြောကိုဒါအကြိုက်ဆုံးပဲအခုချိန်မှာငတ်စွမှုနဲ့တောင်ပိုးမှုတို့နဲ့ကြော်တဲ့မှုစီကြောဆိုတာလေရှားလဲရှားတဲ့ဈေးလဲကြီးရယ်သူ့ရာဒီချိန်ရောက်မှလည်းသူကဝယ်စားနိုင်တာမျိုးလေသူများတွေကလေမှုစီကြော်လို့ရှိရင်ဟင်းခတ်မွေးကြိုင်နေပါတွေထည့်ကြတယ်ပြီးတချို့တွေမြင်ရတာကြာညို့တို့ခရုစီတို့ဘာတွေထည့်လဲမိုးဆိုတာအချိုဆုံးလေတဘာဝပေးတဲ့အချိုမြင့်ဆုံးအစားအစာလေးနော်မိုးလေးတော့ဟင်းခတ်မွေးကြိုင်နေတော့ထပ်ထုတ်ကြရရပဲကျမတော့ကျမအဖေကြော်တဲ့နီးအတိုင်းပဲကျက်သွန်ဖြူရဲ့မိုးရဲ့စီရဲ့စားရဲ့ဒါပဲဒီလေးမျိုးပဲမိုးစီကြော်ကြိုက်တဲ့လူတွေရှိလဲမှန်းခဲ့ပြီးကြအောင်နော်